ထိုင်းနိုင်ငံမှာတော့ဒီလုပ်ငန်းဟာငွေစက်ယုံကြီးတစ်ခုလိုပါပဲတာမန်အဆောင်ရောင်ပစ္စည်းလေးတွေကိုတော့အမွှေးနှံတာကြီးနည်းနည်းဖြတ်လိုက်ရုံနဲ့7သိန်း100ကျော်အထိတန်ဖိုးတက်သွားတတ်ပါတယ်လူမသိသူမသိနေမျိုးလေးကဖျားเจ้าတစ်ခုရဲ့တစ်နှစ်တာအလူငွေဟာဆိုရင်အမေရိကန်ဒေါ်လာတန်90နီးပါးအထိရှိတက်ပြီးဒီငွေတွေဘယ်ရောက်ကုန်တယ်လဲဆိုတာဘယ်သူမှမမေးခွန်းထုတ်ခဲ့ကြပါဘူးဒီအခြေအနေကိုအခွင့်ကောင်းယူဖို့ကောလိပ်ကျောင်းသား3ယောက်ဟာဖျားเจ้าကိုသူတို့ဘာသာတာဝန်ယူပြီးဖျားဘူးတွေရဲ့အလူငွေတွေကိုအိတ်ကက်ထဲထည့်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့တွေကခေါင်းဆောင်ဖြစ်သူဝင်းကပစ္စည်းယိုရင်းနေတဲ့ဖျားเจ้าကိုပြန်လဲတက်သွင်းဖို့အဆင့်3ဆင့်ပါတယ်စီမံကိန်းကိုချမှတ်ခဲ့ပါတယ်ပထမအဆင့်အနေနဲ့ဖျားเจ้าတစ်ခုလုံးကိုအစ်စ်တိုင်းဖြစ်အောင်ပြုပြင်မွမ်းမံလိုက်ပါတယ်ဒါပေမဲ့ဒါကအစပဲရှိတာသေးတယ်ဒုတိယအဆင့်မှာတော့ဖျားဘူးတွေတွားလေရာမှာစိတ်ကြိုက်လူတန်းနိုင်အောင်အလူခံပုံးတွေကိုနေရာနဲ့ချထားပါတယ်ဒါအပြင်ခေတ်သစ်လူငယ်တွေရဲ့အလေးထက်နဲ့ကိုက်ညီအောင်အလူခံပုံးပေးမှာကျူအာကုတ်တွေကတ်ထားပြီးအွန်လိုင်းကနေပါလူတန်းနိုင်အောင်စီစဉ်ခဲ့ပါတယ်တတိယအဆင့်ကတော့အရေးကြီးဆုံးဖြစ်တဲ့ဥပဒေကြောင်းအရအကာအကွယ်ယူခြင်းမှာပဲသူတို့ဟာပရိယေပေါင်းစုံသုံးပြီးကျောင်းထိုင်ဆရာတော်ကိုစီမံကိန်းသဘောတူစာချုပ်မှာလက်မှတ်ထိုးခိုင်းလိုက်ပါတယ်ဒါမှသာသူတို့လှုပ်ဆောင်မှုတွေကဥပဒေအရအကာအကွယ်ရမှာဖြစ်ပါတယ်ပြုပြင်မွမ်းမံနေတော့မှသူတို့မမျှော်လင့်ထားတဲ့အခွင့်အရေးတစ်ခုကိုထပ်တွေ့ပါတယ်အဓိကတိန်တော်ကြီးအပြင်ဘက်ကရုပ်ပွားတော်တဆူရဲ့မေးစေးအောက်မှာပြားအောင်ကြီးတစ်ခုလာဆွဲနေတာပါအဘိုးကြီးတစ်ယောက်ကအဲ့ဒီပြားအောင်ကိုရိုက်ချဖို့လုပ်ပေမဲ့ဝင်းကတော့မျက်လုံးတွေအယောင်တောက်သွားပါတယ်ဒါဟာရိုးရိုးပြားအောင်မဟုတ်ပဲရွှေအိုးကြီးလို့သူမြင်လိုက်လို့ပါဒီပြားအောင်ကိုအကြောင်းပြပြီးဖျားဘူးတွေစီကနေအလူငွေတွေအလုံးရင်းနဲ့ရအောင်သူတို့အသုံးချခဲ့ပါတယ်သူတို့တွေဟာလာမဲ့အားလက်ရက်မှာငွေမြောက်များတင်းကျုံရယူဖို့အလောဓာတ်ကြီးပြင်ဆင်ခဲ့ကြလို့ရက်ပိုင်းတွင်းမှာပဲပျက်စီးနေတဲ့ဖျားเจ้าဟာလုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်ဒါပေမဲ့လက်တွေ့မှာတော့တနေ့ကုန်လုံးမှဖျားဘူးအနှဲငယ်ပဲလာခဲ့ပါတယ်ဒီလိုနဲ့အကြံအိုက်နေတော့မှအချိုရီပလင်းခွန်ဘောကဒီဇိုင်းတစ်ခုကဝင်းရဲ့အာယုံကိုဖန်ဆားသွားပါတယ်အဲ့ဒီအချိုရီကြောင်ညာရှင်ကတော့အဖွဲ့ဝင်တွေကဒီအားရဲ့ရေးစားဟောင်းဖြစ်သူနမေကြီးအမှုပညာရှင်တယောက်ပါအဲ့ဒီမှာတင်သူတို့ခေါင်းထဲမှာရဲတင်းတဲ့အကြံတစ်ခုရလာပါတယ်ငါတို့ဖျားเจ้าမှာလည်းနမေကြီးဆယ်လီဘုံကြီးတစ်ပါးလိုအပ်နေပြီဒါမှသာဖျားဘူးတွေကပိုက်ဆံအိတ်ကိုလွယ်လွယ်ကူကူဖွင့်ကြမှာမဟုတ်လားသူတို့ဟာရုပ်ရည်တန်းပြတ်တဲ့ဘုံကြီးတစ်ပါးကိုပင်းဖိတ်လိုက်ပါတယ်ဝင်းက professional ဓာတ်ပုံဆရာအဖွဲ့ကိုငှားပြီးအဲ့ဒီဆရာတော်ကိုလူသိများတဲ့ကျယ်ပွင့်ဖြစ်အောင်ဖန်တီးခဲ့ပါတယ်ဆရာတော်ရဲ့ဓာတ်ပုံတွေကိုမြို့နဲ့လှည့်လည်ကြော်ညာသလို social media တွေပေါ်မှာလည်းအဆက်မပြတ်တင်ခဲ့ပါတယ်ဆရာတော်တရားဟောမဲ့နေ့မှာတော့ဝေးလံတဲ့အရက်ဒေတာတွေကအစဖျားဘူးတွေတတိတန်းကြီးရောက်လာကြပါတယ်ဂိမ်းကလည်းဒီခြေနေကိုတတော့မှာတိုက်ရိုက်လွင့်ပြီးလူသိပုံများအောင်လုပ်ခဲ့ပါတယ်ရလက်ကတော့ချက်ချင်းလက်ငင်းမှာပဲဖျားเจ้าရဲ့နေ့စဉ်အလူငွေတွေဟာမယုံနိုင်လောက်အောင်ထိုးတက်သွားပြီးတနေ့ထက်တနေ့ပုံမများပြားလာပါတော့တယ်